ကေပြောရအောင်မေပြောအောင်မေဒီမှာသူများတွေကကြတော့တဲ့ထမင်းကိုဘလို့စားမှမတက်ဘူးတဲ့ထမင်းမစားလို့ရှင်စင်းနဲ့တိတိနေနိုင်တယ်ဆိုရှင်တို့ကနေနိုင်လားကျမဆိုလို့ရှင်ထမင်းကိုတနဲ့မစားလို့ရှင်အသားတွေဇက်တုံပြီးတော့ပြောမဆိုလို့ရှင်ဘလူးစိတ်တွေဒေါသတွေပါထွက်ကြတယ်ရှင်ကဲအခုလေထမင်းဘလို့စားရမလဲမစားတတ်တူလာကြည့်ထမင်းစားပြပေးမယ်နော်ဒီမှာဒီနေ့ကဘာစားမလို့စားကြည့်နှုတ်ဆက်ရဖို့မေ့တော်တယ်ကြည့်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကြတော့မိချူမာမိုက်ကလေးမေ့တော်ပြင်ပြီဒီမိုက်ကအရင်ကောင်းနေတော့ဒီမိုက်ကလေးကကြတော့အင်္ဂါမိုက်ပါကဲအားလုံးပဲမင်္ဂလာရှိတော့နေ့လည်ခင်းလေးဖြစ်ပါစေဒီနေ့ကကြတော့မိချူမာဘာစားမလဲဆိုလို့ရှင်တော့ရခိုင်ကြက်သားတုပ်လေးစားမှာဖြစ်ပါတယ်ဒီမှာပါကြက်သားလေးကိုဖြူကတုတ်စားမှာဖြစ်ပါတယ်ကဲတုတ်စားတက်တဲ့သူကကြတော့ကိုတက်တယ်လို့ကိုတုတ်စားပါမတုတ်စားတက်တဲ့သူတွေကတော့ဖြိုးရဲ့ဗီဒီယိုဖိုင်လေးအစားဆုံးကြည့်ပြီးတော့မှတုတ်စားလို့ရပါတယ်ပါဝင်တဲ့ပစ္စည်းလေးကဒီမှာငရေကောက်စီကျွတ်တံဖြူရဲ့ပြီးတော့မှတန်ဖျားသီးရဲ့ငရေသီးစိမ်းလေးရဲ့ပေါ့နော်ကဲအဓိကရခိုင်အတုတ်ဆိုပြီးဆိုလို့ရှိရင်ငရေကောက်နဲ့ကျွတ်တံဖြူကကြတော့လုံးဝ main ဖြစ်တယ်နော်ကဲဆိုလို့ရှိရင်အသားတွေဇက်တုံပြီးတော့ဒေါသတွေထွက်နေပြီတော့ဆော့ကားရမယ်ဘယ်လိုတုတ်စားမလဲဆိုတာမစားတတ်တဲ့သူတွေဆိုလို့ရှိရင်လာကြည့်နော်ပြောနေတဲ့ line ပေါ်မှာထမင်းမစားတတ်ဘူးလေလာကြည့်ကဲတော့ဆော့ပြမယ်လာကိုကကြတော့ဖြိုးတော့ပထမဆုံးအနေနဲ့ကြက်သားကိုရင်ဆုံးပြုတ်ပါမယ်ဒီမှာအစင်တန်လေးထည့်ထားလိုက်ပါတယ်ပြီးလို့ချင်းကြက်သားကြောက်ထိစောင့်မယ်နော်ကဲကဲလေးဖွင့်ထားလိုက်ပါမယ်ကဲခုကကြတော့ကြက်သားပြုတ်တာကြက်ပါပြီအေးလေးခန့်ထားလိုက်မယ်နော်ပြီးတာနဲ့ငရုတ်သီးစိမ်းငရုတ်ကောက်စီကျွတ်သွန်ဖြူတခါတည်းလှော်ထားလိုက်ပါတယ်ကဲခုကကြတော့ကြက်သားလေးကကြက်တော်ပြီဆိုလို့ရှိရင်တော့နှွာလိုက်အောင်မယ်နော်ခုကကြတော့ငရုတ်သီးကိုကြတော့ဖြူကလှော်ပြီးတော့ပြီဆိုတော့လေကဲကြက်သားလေးနည်းနည်းနှွာလိုက်အောင်မယ်အော်ဒါနဲ့စကားမစဲကျွန်မလှနေလားကြည့်သူဒီမှာဗီဒီယိုလေးနဲ့ရင်နွေရက်လေးဖြစ်သွားပြီပေါ့နော်ဒီမှာလှနေတာကြည့်ပြပါဘယ်လိုလဲပြောပြအောင်တော့ကြည့်သူပြောပြအောင်မိမလေးလှနေလားလို့ဩစကားမစဲထမင်းမစားတတ်တဲ့သူတွေကြည့်ထားနော်ထမင်းဘယ်လိုစားတဲ့စားမလေးဆိုတော့ထမင်းစားတဲ့နည်းကိုသင်ပြပေးမှဖြစ်ပါတယ်ရှင်အစားဆုံးလေးကြည့်ပြအောင်ထမင်းမစားတဲ့သူတွေများနေလို့ဟိုကနောက်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးကထမင်းမစားတဲ့ဖြစ်တော့မှာဆိုလို့သင်ပြပေးမှဖြစ်ပါတယ်ရှင်ကဲခုကကြက်သားနှွာတာလေးပြီးတော့ပါပြီရှင်ပြီးတာနဲ့အခုနကလှော်ထားတဲ့ငရုတ်သီးစိမ်းကျွတ်သွန်ဖြူငရုတ်ကောက်စီပြီးတော့မှငပိနေဖုတ်ထားတဲ့ဟာရောထည့်ပေးလိုက်ပါတယ်ပြီးတော့တခါလေးထောင်းပါပေါ့ကျွန်တော်စားပြီးတော့ထောင်းနေပါမယ်ရှင်ထောင်းရအောက်ကခုံကပြေးတော့လို့ရှင်ဒုက္ခမလေးအတိပြီးတော့ပါကောပါဖြည်းလေးထောင်းနေရပါတယ်ရှင်ကျမနာမှာအရန်ကိုဝိုင်းဝိုင်းလေးတွေခုတော်တော်လေးတငယ်တွေအရန်ကိုဝိုင်းဝိုင်းလေးနေဘာကြောင့်လဲသိလားကျမအသားရည်တွေသွေးတွေရှို့လို့တယ်ဒီမှာလေရှင်ကောင်းတွေဝိုင်းဝိုင်းနေဒီမှာရှင်တွေကြိုက်နေခုတော်တော်ကမျက်စိမလေးဝင်မလေးကြောက်ရသေးဘာဆိုတော့ကိုကယောက်ျားများသေးဘူးဆိုတော့ကိုကဘာမှလေးအထိခင်လို့မရသေးဘူးကိုရသားရည်လှလှပပလေးနေရမယ်နော်ဒါပေမဲ့ဒီနေ့ကကျတော့ပြောမဆိုရင်အဓိက main ကကျတော့ဘာလဲဆိုလို့ရှိရင်ထမင်းမစားတတ်တဲ့သူတွေကိုသင်ပြပေးမယ်ဆီယာမလေးမိဖြူမလေးပါရှင်ကဲခဏလေးလို့ရှိရင်စောက်ပြီနော်ဘလို့သင်ပြပေးလဲဘလို့စော့ကားမလေးစားစောက်ကြည့်ပြီအခုကကျတော့ထောင်းလို့ပြီးတော့ပါပြီဆိုလို့ရှိရင်ဒီလောက်ထိမယ်နော်ခဏကြောက်ရှင်စားပြီးပြီဆိုလို့ရှိရင်ရခိုင်အထောင်းလေးဆိုလို့ရှိရင်အထွက်လေးမကောက်ဘူးအဝင်လေးမကောက်ဘူးအဲဆိုလို့ရှိရင်တော့ပြောမဆိုလို့ရှိရင်အဆက်လေးနည်းနည်းပါးပါးလေးထိမှာပေါ့နော်အများကြီးလည်းမထိရဘူးပေါ့နော်ကဲပြီးပြီဆိုလို့ရှိရင်ဒီမှာကျတော့ဗာထိမလဲဆိုလို့ရှိရင်တော့အသားမုံလေးနည်းနည်းထိမယ်ဟင်းချုံမုံတားကြီးမစားနဲ့တော့အမွှေးတွင်ကြက်ကုန်မှာဆိုလို့ပုံမွေးရောအမွှေးရောဟင်းချုံမုံကျတော့အနေငယ်လေးဒီလောက်ပဲထိပဲအများကြီးမထိနဲ့ဗာကြောက်လို့ဆိုလို့ရှိရင်အမွှေးတွေကြက်ကုန်မှာဆိုလို့ပါစားတော့ကျတော့အများကြီးမထိရသေးဘူးငန်မှာဆိုလို့ဒီလောက်ပဲထိအောင်မယ်ဘာတန်ဖြားသေးလေးညှစ်ပါမယ်မလေးပြောရှင်နဲ့တေးတော့ကြလိုက်တာရှင်မလေးရှင်တို့ကြည့်ရင်လည်းတေးကြလားမကြလားဆိုမိဖြူမတော့တေးကြနေပြီနေမင်းနော်အားမနာတော့မလေးဖေးစားရှင်စရာလေးပြောဆိုရင်လည်းတရေကြပါမွေးနေရောကွယ်ကဲခွာကျတော့ပြီးနေပါပြီရှစ်တို့ပြောဆိုရင်လည်းတရေကြနေမွေးနေရောနင်တို့မြေးကြည့်လိုက်အောင်နော်ကိုရဲလိုက်ရတယ်ကောင်းချက်ကတော့ဘလို့ကောင်းမကိုရဲလိုက်ရလေကိုချက်စားကိုလှုပ်စားကိုကောင်းတာပေါ့ရှင်နည်းနည်းလေးအုပ်လိုက်မယ်နည်းနည်းလေးပေါ့နော်အဲ့လိုမျိုးလေးကဲကြည့်ရှိသူရေမိဖမရဲ့လက်ရလေစက်သားတက်ကလေးလာစော်ကားကြပါအောင်ရှင်ကဲဆိုလို့ရှိရင်ထမင်းစော်ကောင်းမယ်နော်ကဲထမင်းဘလို့စားရမလဲဆိုတာကိုကြည့်ဖို့အတွက်အရှင်ကြရောက်လို့လာပါပြီအသေးချာကြည့်ထားနော်ထမင်းမစားတတ်တဲ့သူတွေအသေးချာကြည့်အားလုံးပဲခိုးကကြတော့ထမင်းစားတော့မှဖြစ်ပါတယ်ထမင်းလာစားကြပါအောင်ရှင်ကဲထမင်းလေးနဲ့ဒီမှာကင်မိုရှင်ဟင်းချူလေးရေစက်သားတုပ်ရေတိုးစရာလေးရေပေါ့နော်ပြောစင်နဲ့တည်ကြနေပြီကဲအခုကကြတော့ဆီယာမမိဖြူမလေးလာပါပြီရှင်ဒီနေ့ကကျတော့ထမင်းမစားတတ်တဲ့သူတွေကြည်ရင်ပါနော်အခုကထမင်းမစားတတ်တဲ့သူတွေများနေတယ်မစားတတ်ဘူးဆိုလို့ရှိရင်လာကြည့်ဘယ်လိုစားမလဲဆိုတာဒီနေ့ကကျတော့ကြက်သားတုပ်လေးစော့ကားလို့ရပြီမှုေးကြိုက်နေရောကြည့်သူရေနော်ဒီမှာကြည့်တည်ကြနေပြီကဲဘယ်လိုစားမလဲဆိုတာလာကြည့်တယ်နော်ဒီမှာပါအာမနာတော့ဘူးနော်ဘယ်လိုစားမလဲဆိုတာလာကြည့်ပါထမင်းဘယ်လိုစားမလဲဆိုတာကိုပြပေးပါမယ်ဆီယာမမိဖြူမလေးပါရှင်ကဲဘယ်လိုစားမလဲဆိုတော့ဒီမှာတေချာကြည့်နော်ဟင်းလေးကိုဒီမျိုးထည့်နော်ဒီမျိုးလေးလှုပ်လက်ကလေးနဲ့အားရပါရဒီမျိုးထည့်လိုက်မယ်ပါဇက်ပေါက်ကိုနော်ဟထားနော်ဒီမျိုးလေးဒီမှာကောင်းအသေးရကရောစားတယ်လားမင်းမစားပေးအသားရည်လေးထားရအောင်ကောင်းရောဟင်းဒီမျိုးထည့်မယ်လက်ကလေးဒီမျိုးကင်မယ်လက်နဲ့ပါဇက်ပေါက်ထည့်ဒီမျိုးထည့်မယ်နော်ဟင်းချုံနဲ့
ကောင်းလိုက်တာကဲပြန်တမယ်နော်သိစားကြည့်နော်အဆင့်1ထမင်းကိုအေးအေးလှုပ်ထားပါအဆင့်2ကကျတော့ငါးလေးဒီမျိုးဖြုတ်နော်ထည့်လိုက်ထည့်ပြီဆိုလို့ရှိရင်ဒီမျိုးလေးမြုပ်လိုက်ပါမြုပ်တာနဲ့ဒီမျိုးလေးလက်ကလေးနဲ့ပါစက်ပေါက်ကိုထည့်1 2 3ခါမြောက်ဆိုရင်ပါစက်ပေါက်ထည့်လို့ရပြီရင်းကောင်းတယ်စားကြပါအောင်နော်ကျင်းနဲ့တည်ကြဆိုလို့ sorry ပါပဲကိုဆုံးရိုးစားတက်ပြီလားခုကအသေးစားကြည့်နောက်တစ်ခေါက်ထပ်ပြပေးမယ်ပါဇက်ပေါက်လို့ကြည်ကြည်လေးဟာထားကန့်ကြမှာဆက်မှာဆိုလို့လောက်စားရမလေးရှိတို့ရေအဲ့ဆိုလို့ရှိရင်ဖြိုးထပ်ပြီးတော့စားလိုက်မယ်မူးဝင်နေပြီစားနားလို့မရတော့ဘူးเนาะကဲထမင်းမစားတတ်တဲ့သူတွေဖြိုးရဲပြီးတော့ပဲအစားဆုံးပြီးစားသွားလိုက်เนาะအခုကထမင်းမစားတဲ့သူတွေများလို့ရှိရင်နောက်ဆိုလို့ရှိရင်စိုးရိမ်ရတယ်မြန်မာနိုင်ငံမှာထမင်းမစားတဲ့သူတွေများလို့ရှိရင်အဆက်မပြေနေဘူးเนาะကဲဆိုလို့ရှိရင်ဆက်ပြီးတော့စားလိုက်မယ်ဖြိုးရဲပြီးတော့ဖိုင်လေးအစားဆုံးကြည့်ပြီးတော့တဲ့သူတယောက်ချင်းကျေးဇူးများတင်ပါတယ်အသေးလေးပြမလား line ရှယ်လေးလုပ်ပေးပါအောင်လို့ပြောချင်ပါတယ်เนาะအားလုံးရှင်းပါတယ်ကျေးဇူးများတင်ပါတယ်တက်တာ